ကြောင်မင်းကိုခင်တွေ့ပြန်လဲဆန်းစစ်ကြည့်လိုက်တော့လေဒီတိုင်းစွာမြခံလို့ရင်မောနေရတယ်ဒါပေမဲ့လည်းသိချစ်တာပဲကိုရဲ့စိတ်ပြောနေတယ်လို့ထင်တယ်သူဟာမင်းနဲ့မထိုက်ခဲ့ပါဘူးခန္ဓာသွေးသားတို့နဲ့ပိုင်ခဲ့သည်များဟာဒါတွေအားလုံးမင်းအတွက်ပါကွယ်မြမခံစားသေဆုံးသည့်တိုင်လာပြီးနှိမ့်ဆက်လဲကွယ်ရင်ဆိုင်ပါမယ်မေပျော်ရွှင်မှုများပေးနိုင်မဲ့ခြင်းပြီးကျန်နာမှုအတွက်စားချိုးတော်လဲခြေသာခြင်းများခံလို့ကိုနွမ်းလာရတယ်ဒီလိုပဲပေါ့ဖြစ်ရမှာပဲရောက်ဝါရောက်လာတွေမြူဆွဲအောင်ဒီလူနှလုံးသားမအေးချမ်းစေဘူးထောင်စဉ်ဆုံးမသွားတဲ့သူလေးရဲ့ကြောင်းမှာကျင်နာပြုံးတော့ပေးတယ်မှာတဲ့